ခဏပြောတယ်ငါเจ้าကကိုရိုလည်းပြောတယ်ယူကရိန်းစစ်တိုက်တာမသိချင်ဘူးဒီเจ้าနဲ့မှရေရှမ်းတာသိချင်တယ်လူတွေကကော်ဖီဆိုင်ကငနေကကော်ဖီကောင်းအောင်မပြောဘူးဟိုမှာအမေရိကန်ကလေတရုတ်နဲ့တိုက်တော့မှမင်းတို့ကကြော်လုံးအားကြီးတယ်အစ္စရေးကလေဟိုဘုံနေကျဲတော့မှမင်းတို့အရင်လှုပ်စမ်းပါဒါငါခဏပြောတယ် everyone to save the world but nobody have the mouth with the dishes အမေရိကန်ဆိုင်ဆရာပြောတာလူတိုင်းကကဘာကြီးကိုကဲရင်နေတယ်အမေပကံစေးတယ်မကူညီချင်ဘူးနဲ့သွားတာပဲအဲ့ဒါပရိုက်တာတိုင်းအများနဲ့ဟောတာအဲ့ပရိုက်တာတွေငါတရားလာပဲနဲ့ငါနာရေးကူငါဒီစကားပြောတာလူတိုင်းက everyone to save the world ကဘာကြီးကိုကဲရင်နေတယ်အိမ်ကအမေမကူညီဘူးဒါပြီးတော့အမပြီးသွားတာပဲပြီးအမပြီးသွားတာပဲဗမာတွေ69ယောက်ကကြောင်းရောက်လာတယ်အဲ့ဒါပဲအခုဆိုအစ္စရေးကချတော့မှာဒီမကြီးသူအဲ့လိုလာပြောတာ तू ချက်လာတဲ့အတုတ်ကငန်း तू တုတ်လာတဲ့အတုတ်ကငန်းနေတယ် तू ကိုတုတ်တဲ့အတုတ်ကငန်းလားပေါ်တာမပြောပါဘူးစားလိုက်ပါတယ်ပြောချင်တယ်ဒါ तू အတုတ်တာတော့ तू ကငပြားကြီးထည့်ရမလားရောရမလား तू မသိဘူး तू ယူကရိန်းမှာစစ်သားဘယ်နှယောက်တည်သွားတယ်မြောက်ကိုရီးယားတွေတည်တယ်တောင်းတယ် तू အဲ့ဒါတော့တည်တယ် तू ကဒါအိမ်ကမိန်းမမတည်ဘူးအဲ့ဒါမှားနေ